မေကတော့ CM Crab ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ Spider Wall အတစ်ခုထောင်ထားတယ်ပေါ့နော်ဒီ Spider Wall ရဲ့နာမည်ကတော့ CM Crab ပဲဖြစ်ပါတယ်နော်ဘာလို့လဲမသိ CM Crab ဆိုတဲ့နာမည်တော့ကြိုက်လို့ပေးထားတာပါကျွန်တော်နာမည်နဲ့လေးလိုက်တယ်ပေါ့နော်အခုတော့ကျွန်တော်တို့တွားခုကြရအောင်ခဏလေးပေါ့ကျွန်တော်တို့တက်ခုတ်ပြီးရင်တော့တက်ပင်ခုတ်ပြီးရမှာနော်ကျွန်တော်တို့ဘူရန်ဘူရန်ပကက်လောက်တာဘူရန်ပကက်နောက်တစ်ခုကဘူရန်ဘူရန်အလေးတစ်ခုလုပ်လိုက်ပါမယ်ကျွန်တော်အမှန်ပြောတာပေါ့ကျွန်တော်အတက်ကိုတိုက်မလုပ်တတ်ပါဘူးအမှန်တော့အတက်ကိုလုံးမလုပ်တတ်တာအဲ့တော့နော်မကောင်းတာရှိရင်တီးခံပြီးတော့ကြည့်ပေးကြပါဟုတ်ဘာပြောင်းပြန်ဖြစ်သွားပြီဘာပြောင်းပြန်ဖြစ်သွားပြီအခုမှလေဗင်းရှိကောင်းခွေးပါလာပေါက်သွားအစမတိုးတော့တက်လိုက်တယ်ပေါ့နော်တိုးတကောင်တေးဝိုင်းဒီထဲမှာလေတိုးတကောင်တွေ့တာလိုက်တက်လာဇွန်ဘီကနေကြားနေဇွန်ဘီတကောင်တေးဝိုင်းဘာဖြစ်တာလဲဟာဘာဖြစ်တာလဲဟာအခုတော့နော်မြေပြန့်ပိုင်ကိုရောက်သွားပါပြီကျွန်တော်မှလို့ရွာမနေခြင်းနဲ့ရွာသားတွေနဲ့လည်းထွက်လို့ရတယ်။နော်အလိုချင်တော့ပေါ့နော်။တန်ရီကျိုးတဲ့ရွာသားအရင်လိုချင်မှာတန်ရီကျိုးတဲ့ရွာသားကနေပြီးကျွန်တော်တို့ဒိုင်းမုံအမအပြည့်စုံလုပ်ရတယ်ပေါ့နော်။အခုတော့ကျွန်တော်တရားလေးခုတ်လိုက်ပါအောင်မယ်။ကျွန်တော်ကြောက်တော့နေတူးလို့လာတာပေါ့နော်။ပြီးလေဒီရှိမဘာကြီးလေးဆိုကြည့်လိုက်။ကျွန်တော်ပြီးဘယ်လောက်တော်လဲဆိုတော့ပြတယ်တွေ့တယ်နော်ကျွန်တော်အခုတော့ကြောက်တောင်းလေးတူးလိုက်ပါအောင်မယ်ဒီနားကောပါတွေလည်းတူးလိုက်သေးရပေါ့နော်ကျွန်တော်အတန်းရုပ်ဖြစ်နေတယ်ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့စကားမပြီးတာလည်းပါတယ်ပြီးလည်းပြီးတော့ကိုအရှင်မူတူကြီးဖြစ်နေတာလည်းပါတယ်ပေါ့နော်ဘုံကအိတ်ရထားတာမနော်ဒါလေးထိုးလိုက်အောင်မယ်ကဘာတွေနဲ့ပေါ့နော်ကျွန်တော်အခုစောတဲ့ပါရှင်ကကဘာတွေနဲ့အင်ကြီးလောက်ရတယ်ပေါ့နော်စပီးယားလောက်ရတယ်ကပ်ကိုတက်စီလို့ရတယ်ပေါ့နော်အပါရှင်ကိုစောရပါပါရှင်နာမည်ကတော့မတည်ဘူးမပြောမေ့ဝါကျွန်တော်ကဘာတွေကြိုပြီးတာကိုကျွန်တော်စောင့်လိုက်ပါအောင်မယ်ကျွန်တော်တို့ညတောင်ရောက်နေပါပြီအခုတော့ကူအောင်လူတာလောက်နေရပါပြီဟာကွာခရီးပါပေါက်ခရီးပါပေါက်တော့ခွတ်တင်တွေပဲမရှိတော့ထပေါက်တယ်ဟေးကိုကာကွယ်ဖို့အတွက်တော့ဒါလေးချောင်းလုပ်လိုက်ပါ
အပါလေးတူလိုက်အောင်ဒီအောက်မှာဘာရှိလဲမသိတော့လိုက်ကြည့်အောင်ဒီပါဒီရှိပဲပေါက်နေတယ်တီတော့မယ်ခွေးပါတွေကြီးပဲပေါက်နေတယ်ပြေးပြီနော်အသားလေးချက်လိုက်အောင်မယ်ကြောင်နေတဲ့ကတုံးရဲ့တဝက်ပဲရှာတော့နော်ဘာဖြစ်လဲမသိခွေးပါတွေကြီးပဲပေါက်ကျွန်တော်ဝင်းပေါင်းဖို့အတွက်နော်ကုကောက်ကွယ်ဖို့အတွက်ပေါ့နော်အိမ်လေးတိုင်ဆောင်အိမ်ကတော့ရိုးစင်းလေးပဲဆောင်ပါကျွန်တော်ရဲ့ဖားနေလေးကိုယူလိုက်အောင်မယ်ချောတော့တခုပဲပြောက်တယ်အော်ဒီမှာထွက်တော့ကျွန်တော်အခုကြောက်မဲ့အိမ်လေးရတော့အကုန်လုံးပြရမယ်ပုံဒီလိုထွက်တယ်ဒီလိုမျိုးရလေဒါကျွန်တော်အိမ်လေးပေါ့အိမ်ဘောကနေပြုတ်ကြဟဲ့အောက်ပါချားနေနဲ့လှမ်းစော်နေတယ်အစင်တော့မပြေတော့ဘူးဟဲ့အောက်မှာတွင်းနေကြီးဒါတော့အိပ်ရမရှိဒီလိုခံရပါတယ်အိပ်ရတိုးမွေးတစ်ခုပဲရှိပါတယ်အလုံးပဲဒီနေ့ဗီဒီယိုလေးရတော့ဒီရောက်ပါပဲဒါကတော့ CM Track episode 1လေးပဲဖြစ်ပါတယ်အားလုံးပဲ bye bye